လောဘရဲ့အဆုံးသက်ဟိုးအေးလိုက်တာအရင်အေးရပဲအဖေဘာတူလဲဟဲ့ဘာတူလဲအဖေကျွန်တော်ပါအဖေရဲ့တကားဖွင့်ပေးပါအောင်ကျွန်တော်ပါခိုးကျော်တားလေးရောက်လာပြီလားတားလေးခဏဆောင်နော်အဖေကျွန်တော်တကားမှရောက်နေပြီအပြင်မှာအရင်အေးတယ်ညံ့လေးတကားဖွင့်ပေးပါအဖေရဲ့ညံ့လေးဖွင့်ပေးပါလာတားလေးလာအထဲမှာလူလေးအတွက်ပူနွေးဆန်ပြုတ်လေးပြုတ်နေတာကဲထိုင်မအောင်ဒီနေ့ရောမိသက်ကျူနေရာမှာဘာတွေဖြစ်ခဲ့သေးလဲဩဘာဖြစ်ရမှာလဲအဖေရဲ့အလောင်းတွေကပုံမှန်တိုင်းရောက်လာတယ်သူတို့ကမိသက်ကျူခံရတယ်ကျွန်တော်ကဒါကိုကူညီပေးလိုက်တယ်ဒါပဲလေဩဒီနေ့အတွက်ကျွန်တော်1000ရခဲ့တယ်အဖေရဲ့အေးပါကိစ္စမရှိပါဘူးအိမ်သားမှာမိသက်ကျူဆက်ရှိတာတော်တော့ကောင်းတာပဲကွဟာဒါပေမဲ့အဖေကကျွန်တော်ကတော့စိတ်ကုန်နေပြီအဖေသိရမလားလူတွေကကျွန်တော်တို့ကိုခေါ်တဲ့ပုံစံကိုလေဟေ့ငါသားအဖေကဒီမှာနှစ်ပေါင်းများစွာအလုပ်လုပ်ခဲ့တယ်အဲ့တော့လူတွေကအဖေကိုအားကိုးကြရလေငါသားလည်းခဏလေးပဲစောက်ငါသားကိုလူတွေကနားလေလက်ခံလာကြမှာပါအဲ့ဒီလိုကနေရက်အနှဲငယ်ကြာလာတဲ့အခါမှာတော့အဖိုးရဲ့စိတ်ထဲမှာအကြံစီတစ်ခုရရှိလာခဲ့ပါတယ်ငါအသက်ကြီးပြီမကြခင်မှာတေးရတော့မယ်သူငါမသေးခင်ငါသားလေးအတွက်တခုခုတော့လုပ်ပေးခဲ့မှရမယ်ငါမရှိရင်သူ့အတွက်ဘယ်လိုစီစဉ်ပေးခဲ့ရင်ကောင်းမလဲအဖိုးအိုကတော့တွေးတောနေမိပြီးအဲ့ဒီရဲ့ညမှာပဲအဖေသိလားဒီနေ့လေမိစကျူဆက်မှာတညလုံးတရားထိုင်တဲ့အကြောင်းကိုပြောနေကြတယ်ဘယ်လိုတညလုံးတရားထိုင်တာလဲငါသားရဲ့ကျွန်တော်တော့သိမသိဘူးအဖေရဲ့သူတို့တွေပြောနေရတော့ညအချိန်တရားပြုလုပ်ခြင်းတဲ့အဲ့ဒါကပုံမကောင်းမွန်တဲ့အရာတွေကိုရရှိလာမယ်လို့ပြောတယ်ဆူတောင်းတွေလည်းပြည့်ရဲဆိုပဲအဲ့ဒါဆို तू ကအရာအလုံးကိုဖြည့်ဆည်းပေးနိုင်တယ်ဆိုတဲ့သဘောပေါ့လူတိုင်းကတော့အဲ့လိုပြောနေကြတာပါပဲအဖေကဘယ်ဟာမှန်လဲဘယ်ဟာမှားလဲတော့ကျွန်တော်လည်းမသိတော့ပါဘူးသားဖြစ်သူထံမှညတရားထိုင်ခြင်းအကြောင်းနဲ့ညတတော်ဝါရဲ့အကြောင်းကိုကြားပြည့်ရဲ့နောက်မှာတော့အဖိုးအိုဟာတာအုပ်စာအုပ်တွေကိုဝယ်ယူလေ့လာခဲ့ပါတယ်အဲ့ဒီနောက်မှာတော့အကြောင်းအရာတစ်ခုကိုစမ်းသပ်ဖို့အတွက်ဆုံးဖြတ်ခဲ့လိုက်ပါတော့တယ်အဖိုးအိုတယောက်ညဘက်တင်းဆိုင်ကိုသွားပြည့်ရဲ့နောက်မှာအစီအစဉ်တွေနဲ့အတူမန်တန်ရွတ်ဆိုခြင်းတွေတရားထိုင်ခြင်းတွေကိုစတင်လှုပ်ဆောင်ခဲ့ပါတော့တယ်သူတရားထိုင်နေစဉ်အတွင်းမှာလေစောက်စရာကောင်းတဲ့အတန်တွေကိုအဆုံကြားခဲ့ရပါတယ်ခလေးငိုတန်တွေအမျိုးသမီးတွေရဲ့အတန်တွေအော်ဟစ်ကြောက်လန့်တန်တွေကိုအတိုင်းသားကြားနေခဲ့ရတာပါတရက်မှာတော့အဖိုးကိုတရားထိုင်နေရင်းကသူတော်စင်တဦးကိုမြင်တွေ့ခဲ့ရပါတယ်ဟေးသင်ကဒီဟာရဲ့ရှားလက်ကိုမသိဘူးလားဟိုးအတင်ကဘာတူလဲဒီကနေထွက်တာကျွန်ုပ်ရဲ့အစီအစဉ်တွေကိုမဖျက်ဆီးပါနဲ့အဲ့ဒီလိုမလုပ်ပါနဲ့လူမရဲ့ဒါတွေကအားလုံးကိုထားခဲ့လိုက်ပြီးတော့ထွက်သွားလိုက်ပါတော့ဟိုးကျုပ်အစီအစဉ်တွေကမပြီးသေးပဲမထွက်သွားနိုင်ပါဘူးညတတော်ဝါကိုခေါ်ယူပြီးမှဒီအစီအစဉ်တွေကပြီးမှာညတတော်ဝါဆိုတဲ့အတန်ကိုကြားပြီးနောက်မှာတော့သူတော်စင်ကနေရာကနေထွက်ခွာလို့သွားခဲ့ပါတော့တယ်အဖိုးကတော့သူ့ရဲ့အစီအစဉ်တွေကိုဆက်လက်လှုပ်ဆောင်နေခဲ့ပါတယ်17ရက်ကြာတရားထိုင်ပြီးတဲ့နောက်မှာတော့အဖိုးကညတတော်ဝါကိုမြင်တွေ့ခဲ့ရပါတော့တယ်ရဲတံတွေနဲ့အတူပေါ်လာခဲ့တဲ့ညတတော်ဝါကတင်ရောဘာတူလဲဘာကြောင့်ကျွန်တော်ကိုခေါ်ရတာလဲကျုပ်ကိုခေါ်တဲ့လူကိုကျုပ်ကတက်ပြစ်မှာနော်ဒီကနေအခုထွက်သွားတော့အခုပဲပြေးတော့ကျွန်ုပ်တင်ကိုခေါ်ဆိုဖို့အတွက်အရာအလုံးကိုပြင်ဆင်ခဲ့တာသိစီမှာကျွန်ုပ်ကတောင်းဆိုချင်တာရှိတယ်ကျုပ်ရဲ့ဆန္ဒတချို့ကိုဖြည့်ဆည်းပေးပါဟိုထွက်သွားမဟုတ်ရင်တင်းရဲ့ရလက်ကကောင်းမှာမဟုတ်ဘူးရော့ပါကျုပ်ရဲ့သွေးတွေကိုယူပါကျုပ်ရဲ့သွေးတွေကိုတောက်သုံးပါအဖိုးအိုကပြောပြရနဲ့သွေးကိုဖောက်ခါခွက်တစ်ခုလေးကိုထည့်ပေးလိုက်ခဲ့ပါတယ်သွေးခွက်ကိုမြင်တဲ့အခါမှာတော့ညတတော်ကလည်းသွေးတွေကိုတောက်သုံးလိုက်ပါတယ်အဲ့ဒီနောက်မှာတော့ကဲတင်ကဘာလို့ကျင်တာလဲပြောပါဦးနင်ကငါရဲ့ဆန္ဒတွေကိုဖြည့်ဆည်းပေးမယ်ဆိုရင်တော့ငါလည်းမင်းရဲ့ဆန္ဒတွေကိုဖြည့်ဆည်းပေးရမှာပါအပြန်အလှန်ပိတ်ဆက်မှုတွေရှိရမှာပေါ့တင်ကျုပ်ထံကဘာမဆိုယူနိုင်တယ်ကျုပ်ဆန္ဒတွေကိုတော့တင်ဖြည့်ဆည်းပေးရမှာနော်ပြောပါမင်းကဘာလို့ကျင်တာလဲအဖိုးကခဏကြာအောင်စဉ်းစားလိုက်ပြီးတဲ့အခါမှာတော့ကျုပ်ရွှေတွေငွေတွေအများကြီးပိုင်ဆိုင်နေတယ်ပြီးတော့ရေနာတွေရောပဲကဲတော့ပါ
တင်းရဲ့ဆန္ဒတွေအားလုံးပြေးသွားလိမ့်မယ်တင်းရဲ့အိမ်သားကမြေကြီးကိုမနှက်ဖြန်ညမှာသွားပြီးတော့တူးလိုက်ပါအဲ့ဒီမြေထဲမှာတင်းအလိုရှိတာတွေအားလုံးရလာပါလိမ့်မယ်ညတတော်ကတော့ပြောပြီးတော့ရေမောနေခဲ့ပါတယ်အဖိုးကတော့ဝမ်းသာပျော်ရွှင်စွာနဲ့အိမ်ကိုပြန်သွားခဲ့ပါတယ်ကဲအခုငါလေးငါသားအတွက်စီးစိမ်ဥစ္စာတွေအပြည့်အဝနဲ့ထားခဲ့နိုင်တော့မယ်အဖိုးကတွေးတောရင်းစိတ်နဲ့နေကအဲ့ဒီညမှာတော့ကောင်းမွန်စွာနဲ့အိပ်ပျော်သွားခဲ့ပါတယ်နောက်တစ်နေ့မှာတော့သူပျော်ရွှင်စွာနဲ့နိုးလာခဲ့ပြီးအဲ့ဒီနေ့ရဲ့ညကိုရောက်ချိန်မှာသူ့ရဲ့အိမ်ကြီးမှာရှိတဲ့မြေကွက်လက်ကိုစတင်တူးဆွခဲ့ပါတော့တယ်ညတတော်ဝါစီမှာတောင်းဆိုခဲ့တဲ့အတိုင်းရွှေတွေအမြောက်အများကိုအဖိုးအိုကရရှိခဲ့ပါတော့တယ်ဟေးတားလေးရေမင်းကျော်မင်းပမာလဲအဖေမင်းတို့လေဘာတွေလှုပ်ထားပေးရဆိုတာကြည့်ပါဦးကွာအဖေကျွန်တော်ကိုကယ်ပါအောင်ကျေးဇူးပြုပြီးတော့ကျွန်တော်ကိုကယ်ပါအောင်ဖေရဲ့ညတတော်ဝါကအဖိုးရဲ့သားဖြစ်သူကိုဝင်ရောက်ပူကက်စီးနှင်းနေခဲ့တာဖြစ်ပါတယ်ကဲမင်းကငါပြောထားရလေငါစီကတခုခုကိုလိုချင်တခုခုကိုပြန်ပေးရမယ်ဆိုတာလေအဲ့ဒါကြောင့်ငါမင်းရဲ့သားကိုမင်းစီကနေခေါ်သွားတော့မှာမလုပ်ပါနဲ့ကျုပ်ကိုပဲခေါ်သွားပါကျုပ်ရဲ့သားကိုတော့ထားခဲ့ပေးပါညတတော်ဝါဝင်ပူးခံထားရတဲ့အဖိုးအိုရဲ့သားကတော့အဖိုးကိုတွန်းကထွက်သွားခဲ့ပါတယ်သားလေးအဖေမင်းကိုကဲမယ်နော်သားမင်းကိုကဲဖို့အဖေလာပြီအဖိုးအိုကနောက်ကနေလိုက်ခဲ့ပြီးမြဲဝင်ပူးခံထားရတဲ့မင်းစော်ကတော့ရေရင်းပြက်သေးကိုသူ့သဘောနဲ့သူခုန်ဆင်းသွားခဲ့ပါတော့တယ်အဖိုးကလည်းနောက်ကလိုက်ရင်းကသားမင်းကိုကဲဖို့အဖေလာပြီနော်ရေရင်းပြက်သေးကိုထပ်မံခုန်ဆင်းလိုက်သွားခဲ့ပါတော့တယ်အဲ့ဒါကြောင့်ပဲသားဖနှစ်ဦးစလုံးကရေရင်းပြက်ကြီးထဲမှာရေနစ်လို့တည်ဆုံးခဲ့ကြရပါတော့တယ်အဖိုးအိုရဲ့မိုင်မဲလာတဲ့အတွေ့နဲ့လှုပ်ရကြောင့်သားဖနှစ်ဦးစလုံးရဲ့အသက်ကိုစတေးခဲ့ရတာပါဇလန်းလေးကိုဒီလောက်နဲ့ပဲရနာခွင့်ပြုပါရှင်တာမန်မဟုတ်တဲ့လောဘနဲ့ရလာခဲ့တဲ့အရာတိုင်းဟာအဆုံးသတ်မလှပနိုင်ဘူးဆိုတာကိုပညာပေးတင်ဆက်ခဲ့လိုက်ရပါတယ်အားပေးကြည့်ရှုခဲ့ကြလို့ကျေးဇူးအထူးပဲတင်ရှိပါတယ်ရှင်